အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကထဝင်းဖြစ်ပါတယ်ကျွန်တော်ကိုလာမေးထားတဲ့မိကုန်းလေးတစ်ခုရှိပါတယ်အမျိုးသမီးတဦးလာမေးထားတဲ့မိကုန်းလေးပါသူကဘာပြောလဲဆိုတော့ဆရာကျမမှာချစ်သူရည်စား3ဦးရှိပါတယ်အဲ့ဒီ3ဦးကကျမလျှို့ဝှက်ပြီးတော့ထားတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီရည်စား3ဦးနဲ့ကျမ2ရက်အတွင်းမှာ3ဦးနဲ့အကာအကွယ်မဲ့လိင်ဆက်ဆံမိပါတယ်3ဦးကိုအချိန်မတူဘဲနဲ့အကာအကွယ်မဲ့လိင်ဆက်ဆံမိပါတယ်2ရက်အတွင်းမှာ3ဦးနဲ့လိင်ဆက်ဆံမိပြီးတော့ကျမဒီတလောစီးစစ်ကြည့်တော့ကိုဝင်ရှိနေတာကိုသတိထားမိပါတယ်အဲ့တော့ဘယ်တယောက်နဲ့ကိုဝင်ရတာလဲလို့ကျွန်တော်လာမေးပါတယ်ဒီမေးခွန်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ဖြေကြားပေးချင်ပါတယ်ချစ်သူရည်စား3ဦးနဲ့24နာရီမဟုတ်ဘဲနဲ့48နာရီအတွင်းမှာလိင်ဆက်ဆံထားတယ်အဲ့တော့ကိုဝင်ရသွားတယ်ဘယ်သူနဲ့ကိုဝင်ရတာလဲလို့ကျွန်တော်လာမေးရင်ကျွန်တော်တိကျသေချာတာကိုသိချင်တယ်ဆိုရင်တော့ DNA စစ်ကြည့်မှသိမှာဖြစ်ပါတယ်အဲ့တော့3ဦးစလုံးကအဖေဖြစ်နိုင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်3ဦးနဲ့တယောက်ယောက်ကသေချာပေါက်အဖေဖြစ်နိုင်တယ်ကျွန်တော်ဒီတိုင်းပြောရင်တော့မှန်းဆလို့တအားခက်ပါတယ်အလ်ထရာဆောင်းရိုက်ရင်လည်းသိနိုင်မှာမဟုတ်ပါဘူးအဲ့တော့ကလေးကို DNA စစ်ကြည့်မှပဲသိမယ်လို့ကျွန်တော်ပြောချင်ပါတယ်ကလေးရဲ့အဖေကိုအဲ့လိုလုံးမှသေချာစစ်ဆေးလို့ရမယ်လို့ပြောချင်ပါတယ်ကိုသိတဲ့ main ကလေးတွေရှိတယ်ဆိုရင်ဒါမှမဟုတ်ကြီးစားအများကြီးထားတဲ့ main ကလေးတွေကိုကိုသိတဲ့တငယ်ချင်းတွေမှာပါတယ်ဆိုရင်သူတို့ကို comment မှာ mention ခေါ်ပေးခြင်းအဖြစ်ဒီဗီဒီယိုကြည့်ပြအောင်ကူညီပေးလိုက်ပါဒီဗီဒီယိုကြည့်ပြီးကြိုးကျေးဇူးရှိရင် comment မှာ yes လို့ရေးပေးပါတခြားသူတွေပြန်လဲ share ပေးပါအားလုံးကျေးဇူးတင်ပါတယ်